မင်္ဂလာပါခင်ဗျာ Paradise ဆိုတဲ့တောင်ပေါ်မြို့လေးမှာ Kevin ဟာကျောင်းကား driver တူအဖြစ်နေ့စဉ်အသက်မွေးဝမ်းကြောင်းပြုနေသူပါသူဟာနေ့တိုင်းကလေးတွေကိုအိမ်တိုင်းရာရောက်ဘီကင်းကင်းနဲ့လိုက်ပို့ပြရပြီးမြို့ထဲကလူတိုင်းကလေးတိုင်းနဲ့ယဉ်နေပါတယ်နေ့ခင်းဘက်ကလေးတွေကိုအိမ်ပြန်ပို့ပြီးတဲ့နောက်မှာတော့သူဟာကားကိုဂိတ်ကိုပြန်မောင်းလာခဲ့ပါတယ်ကားဂိတ်ကိုရောက်တဲ့အခါ Kevin ဟာစိတ်လေးလန့်စွာနဲ့ကားဂိတ်မူးရူဘီစီကိုသွားခဲ့ပါတယ်ကွယ်လွန်သွားခဲ့ပြီဖြစ်တဲ့သူ့ဖခင်ရဲ့စေကုသစရိတ်အကျွေးတွေကသူ့ပခုံးပေါ်မှာအကြီးအကျယ်ဖိစီးနေတာကြောင့်ပါရူဘီငါ့ကိုအလုပ်ချိန် shift တိုးပေးပါဦးအကျွေးတွေဆက်စရာရှိလွန်းလို့ပါလို့တောင်းပန်တိုးလှူပေးမယ်ရူဘီကလည်းစာနာပေးမယ်လုံးလုံးစသူ့အတွက်ပို့ပေးစရာအလုပ်မရှိသေးကြောင်းစိတ်မကောင်းစွာနဲ့ညှင်းပယ်လိုက်ရပါတယ်စိတ်ပြက်လက်ပြက်နဲ့အိမ်ပြန်ရောက်လာတဲ့ Kevin စီကိုတရိတ်ဆန်စီကူဆရာဝန်စီကဖုံးဝင်လာပါတယ်သူ့ရဲ့သစ္စာရှိခွေးအိုကြီးရဲ့နောက်ဆုံးဆေးစစ်ချက်အဖြစ်ထွက်လာတာပါခွေးကြီးရဲ့ခန္ဓာကိုယ်ထဲမှာကင်ဆာရောဂါဟာထိမ့်မနိုင်သိမ့်မရပြန့်နှံ့နေပြီဖြစ်လို့ဝေဒနာတွေဆက်မခံစားရအောင်နှုတ်ဆက်ဖို့ပုတ်ထောင်းလုပ်ဖို့အချိန်တန်ပြီလို့ဆရာဝန်ကပြောတဲ့အခါ Kevin တယောက်ရင်ထဲစို့တက်သွားပါတော့တယ် Kevin ဟာဝမ်းနဲ့စိတ်ကိုထိန်းပြီးလမ်းမလျှောက်နိုင်တော့တဲ့ခွေးအိုကြီးကိုပွေ့ချီကအိမ်ထဲဝင်လာခဲ့ပါတယ်အိမ်ထဲရောက်တော့မိခင်ဖြစ်သူစီကနေတားဖြစ်သူရှောင်းတယောက်ဒီနေ့ကြောင်းမသွားပဲအိမ်မှာနေခဲ့တယ်ဆိုတာကိုသိလိုက်ရပါတယ်ဖခင်ဖြစ်သူကွယ်လွန်ပြီးကတည်းကစိတ်တက်ကြနေတဲ့ Kevin ကတားဖြစ်သူကိုမင်းဘာလို့ပညာရေးကိုအရေးမစိုက်တာလဲဆိုပြီးဒေါသတကြီးစူပူမိပါတော့တယ်တားဖြစ်သူရှောင်းကလည်းနေမကောင်းလို့ကြောင်းမသွားတာပါဆိုတာကိုအဖေဖြစ်သူကမယုံပဲအော်ဟစ်နေတဲ့အတွက်စိတ်ဆိုးပြီးတချင်းကိုအကျေးဖွင့်ပြလိုက်ပါတယ်Kevin ကပို့ပြီးဒေါသထွက်ကတချင်းပိတ်ခိုင်းပြီးအော်ဟစ်တဲ့အခါရှောင်းကမျက်ရည်တွေနဲ့ကျွန်တော်အဖေကိုမုန်းနေအဖေတီးသွားရင်ကောင်းမယ်လို့ရင်ကွေးမတက်ပြန်အော်ပါတယ်ထိုစကားကြောင့် Kevin ဟာအကြီးအကျယ်စိတ်ကြီးကွဲသွားပြီးအခန်းထဲကထွက်ကတိတ်တဆိတ်ပူချွေးရပါတော့တယ်တားဖြစ်သူနဲ့စကားများပြီးစိတ်ဆင်းရဲနေရတဲ့ကြားက Kevin ဟာနောက်ဆုံးတာဝန်အနေနဲ့ခွေးအိုကြီးကိုပွေ့ချပြီးတရိတ်ဆန်စီကံကိုခေါ်သွားခဲ့ပါတယ်စီကံမှာခွေးကြီးကိုပွေ့ဖတ်ထားရင်ဆရာဝန်ကငြိမ်းချမ်းစွာအိပ်ပျော်သွားစေမယ့်စီကိုထိုးပေးပါတယ်။ Kevin ဟာသူ့ရဲ့အချစ်ဆုံးတငယ်ချင်းကွယ်လွန်သွားတာကိုကြည့်ပြီးညှိမစေနိုင်အောင်တုံ့ရီစွာငိုကြွေးခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ Paradise မြို့လေးရဲ့ယာတီဦးတို့ကပုံမှန်မဟုတ်ပဲလေပြင်းတွေတဟူးဟူးတိုက်ခတ်လာပါတယ်။လေတိုက်လုံးပြင်းထန်လွန်းတာကြောင့်တော်တွေကလျှက်စစ်တာဝါတိုင်ကြီးတစ်ခုရဲ့အစိပ်ပိုင်းတစ်ခုဟာပြုတ်ကျသွားပြီးအောက်ကမျက်ခြောက်တွေပေါ်ကိုမီးပွားတွေတစ်ဖြတ်ဖြတ်လွင့်စင်ကျသွားပါတော့တယ်။အန်ဒီရဲ့ကြီးတစ်ခုစတင်နေပြီဆိုတာဘယ်သူမှမသိသေးပါဘူး။အရှိန်ပြင်းတဲ့လေတိုက်နှုံကြောင့်မီးပွားလေးတွေဟာမီးနဲ့ပိုင်တွဲမှာပဲကွင်းပြင်တစ်ခုလုံးကိုကူးဆက်ပြီးတော်မီးဖြစ်အဟုန်အပြည့်နဲ့ပြန့်နှံ့သွားပါတယ်။လမ်းမပေါ်မှာမောင်းနေတဲ့ကုန်တင်ကားဒရိုင်ဘာတဦးကမီးခိုးလုံးကြီးတွေကိုလှမ်းမြင်လိုက်ရလို့အရေးပေါ်ကယ်ဆယ်ရေးလိုက်911စီကိုထိတ်လန့်တကြားနဲ့ချက်ချင်းဖုန်းဆက်အကြောင်းကြားလိုက်ပါတယ်။တရေရရချင်းမိသက်ကားနှစ်စီးဟာချက်ချင်းထွက်ခွာလာခဲ့ပေမဲ့မီးလောင်မြင်စီသွားမဲ့ပုံမှန်လမ်းကပိတ်ဆို့နေတာကြောင့်သွားလို့မရပါဘူး။သူတို့မှာတောင်ပတ်လန်ချင်းချင်းလေးတိုင်းပဲကားအလေးချိန်ကိုထိန်းပြီးဖြည်းဖြည်းချင်းမောင်းတက်ရပါတယ်။လမ်းကကျင်းလို့အရှိန်မြင့်မရတဲ့အတွက်မီးငိမ့်သက်ဖို့တန်ဖိုးရှိလာစွာသောအချိန်တွေကုန်ဆုံးသွားပြီးတော်မီကပုံမကြီးထွားလာပါတယ်။တစ်ဖက်မှာလည်း Kevin ဟာစိတ်မကောင်းစွာနဲ့ပဲအလုပ်ပြန်ဆင်းနေပါတယ်။ကားမောင်းနေရင်မနေ့ကတားဖြစ်သူကိုစူပူမိတာနောင်တရတာကြောင့်ရှွန်အဖေတောင်းပန်ပါတယ်။မစိမီပြန်စားပို့ပါအောင်ဆိုပြီးဖုန်းခဏခဏပို့နေပြီနဲ့တားဖြစ်သူကတော့စိတ်ကောက်ပြီးဖုန်းကိုလုံးဝပြန်မဖြေခဲ့ပါဘူး။ကလေးတွေကိုကြောင်းလိုက်ပို့အပြီးမှာ Kevin စီကိုသူ့မိခင်ကဖုန်းဆက်လာပါတယ်။ Kevinရှောင်းကတကယ်ဖျားနေတာအခုလည်းအော်အန်နေတယ်လို့ပြောတဲ့အခါမှာ Kevin ကတားဖြစ်သူနေမကောင်းတာကိုညာပြောတယ်လို့ထင်ခဲ့မိတဲ့အတွက်ကိုပိုလို့တောင်အပြစ်တင်စိတ်ကြီးစိုးသွားပါတော့တယ်။ Kevin ဟာတားအတွက်စိတ်ပူပြီးအိမ်ကိုအမြန်ပြန်ချင်ပေမဲ့ကားကဓာတ်ဆီကုန်လူနီးပါးဖြစ်နေလို့စီဆိုင်မှာဝင်ရပါတယ်။ကန်ဆိုးကျင်တော့စီဆိုင်မှာလူတွေအရန်ပိတ်ညက်နေလို့အချိန်တွေအများကြီးကုန်သွားပါတယ်။ထို့ချိန်မှာဂိတ်မူရူဘီကဖုန်းဆက်ပြီး Kevin မင်းဘာလို့ဒီလောက်ကြာနေရတာလဲကားကိုဂိတ်ကိုချက်ချင်းပြန်မောင်းခဲ့လို့အော်ဟစ်ဆူပူပါတော့တယ်။ Kevin ကားကိုအမြန်မောင်းထွက်လာချိန်မှာတော့အဝေးကတောင်တန်းတွေစီကနေခေါင်းကင်ရတစ်ခုလုံးမောင်းအတိကျမဲ့မီးခိုးလုံးကြီးတွေကိုလှမ်းမြင်လိုက်ရပါပြီ။စိုးရင်စိတ်ဝင်လာပေမဲ့တားဖြစ်သူရှောင်းအတွက်ဖျားနာပြောက်စီးဝေပြီးဖို့ဈေးဆိုင်တစ်ခုမှာကားကိုခိတ္တရက်ပြီးဈေးဝင်ဝေခဲ့ပါတယ်။ဈေးဆိုင်ထဲမှာရှိနေတော့ Kevin စီကိုဇနီးဟောင်းကဖုန်းဆက်လာပါတယ်။သူမကရှောင်းကရှင်နဲ့မနေချင်တော့ဘူး။ကျမစီလာချင်နေတယ်လို့ပြောပါတယ်။ဒါပေမဲ့သူမကိုယ်တိုင်ကလည်းဒီနေ့ညမှာရီးစားအစ်စ်နဲ့အပျော်ခီးထွက်မှာမို့တားကိုလာမခေါ်နိုင်ပဲ Kevin ကိုပဲအိမ်မှာတေးတေးချာချာစောင့်ရှောက်ထားဖို့ကက်ကက်လန်အောင်ပြောပြီးဖုန်းချသွားပါတယ်။တစ်ဖက်မှာတော့မီးသက်အရာရှိတွေမြေပုံကိုကြည့်ပြီးအရေးပေါ်အစည်းအဝေးလုပ်နေကြပါတယ်။မီးလောင်ခြင်းဟာဧက300ကျော်အထိပြန့်နှံ့သွားပြီဖြစ်ပြီးလေတိုက်နှုန်းကတောင်ကြားတွေကိုမီးတွေကိုတွန်းပို့နေပါတယ်။ပိုဆိုးတာက3မိုင်အကွာမှာဒုတိယမြောက်တောမီးတစ်ခုထပ်မံပေါက်ကွဲထွက်လာပြီးဓာတ်အားလိုင်းတွေပြတ်တောက်သွားခြင်းပါပဲ။ရှေ့တန်းကမီးသက်သမားတဦးကမီးခိုးတွေအရန်ပိမ့်ပိတ်နေပြီးမြင်ကွင်းက3ညပဲ
မီးပွားတွေကမြို့ထဲကိုလွင့်စင်နေပြီလို့ရေဒီယိုကနေအလံတကြားသတင်းပို့လာပါတယ်မိသက်ဦးစီးချုပ်ကဒါဟာတာမန်တော်မီမဟုတ်ပဲမြို့ဖြတ်မဲ့မီးကြီးမှန်တိသွားပြီမြို့သူမြို့သားအားလုံးကိုအခုချက်ချင်းပြီးလို့ရရွှေ့ပြောင်းခိုင်းဆိုပြီးအမိန့်ထုတ်လိုက်ပါတယ်မိသက်သမားဟာမြို့ထဲကိုကားနဲ့ပတ်ပြီးအိမ်တွေထဲကလူတွေကိုအမြန်ထွက်ဖို့အော်ဟစ်နှိုးဆော်ပါတယ်လူတွေဟာကြောက်လန့်တကြားနဲ့ကားတွေကိုယူမတက်မောင်းထွက်ကြလို့လမ်းပေါ်မှာကားချင်းတိုက်မိကုန်ကြပါတယ်ကားမရှိတဲ့တက်ကြီးရွယ်အိုတွေနဲ့ကလေးတွေကိုတော့မိသက်သမားကသူ့ရဲ့ကယ်ဆယ်ရေးကားပေါ်တင်ပြီးကားတန်းကြီးနဲ့မြို့ပြင်ကိုဦးဆောင်ခေါ်ထုတ်ပါတယ်ဒီအချိန်မှာပဲကောင်းကင်ကနေမီးသက်လီရင်တွေရောက်လာပြီးမီးငိမ့်တတ်မဲ့ဓာတုဆေးရည်တွေကိုအများပြားဖြန့်ပတ်ပါတယ်ဒါပေမဲ့လေတိုက်နှုန်းကတနာရီမိုင်90ကျော်ပြင်းထန်နေတာကြောင့်ဆေးရည်တွေဟာမီးလောင်ပြင်မှာမကျပဲလေထဲလွင့်ပါကုန်ပြီးဘာမှထိရောက်မှုမရှိခဲ့ပါဘူးမီးတောက်တွေကကယ်ဆယ်ရေးကားတန်းကြီးရဲ့ဘေးပတ်ပတ်လေးကိုဝိုင်းလာပါတယ်မီးကိုတွေကြောင့်ရှေ့ကိုလုံးဝမမြင်ရတော့ပဲကားတွေထပ်မံတိုက်မိပြီးရှေ့ဆက်မရတော့ပါဘူးလူတွေကကားတွေကိုပစ်ချပြီးလမ်းဘေးကချောင်းရည်တွေကိုငိုယိုအော်ဟစ်ရင်ခုန်ချကြရပါတယ်မီးတောက်တွေကသူတို့ခေါင်းပေါ်ကနေဝူဝူဝါဝါနဲ့ဖြတ်တန်းလောင်ကျွမ်းသွားပြီးလူအချို့မီးလောင်တရားပြီးရကုန်ကြပါတယ် Paradise မြို့လေးကစာသင်ကျောင်းတစ်ခုမှာတော့ဆရာမ Mary ဟာကလေးတွေကိုစိတ်အေးထားဖို့ချုံ့မနေရပါတယ်။ဖုန်းလိုင်းတွေရောမြို့ရဲ့အရေးပေါ်သတိပေးစနစ်တွေပါပျက်စီးသွားလို့သူတို့စီကိုဘာသတိပေးချက်မှရောက်မလာပါဘူး။ဒါပေမဲ့ကျောင်းအုပ်ကြီးကအခြေအနေမဟန်မှန်သိလို့ကလေးတွေကိုမိဘတွေစီပြန်ပို့ကြတော့လို့ဆရာမတွေကိုအရေးပေါ်ညွှန်ကြားလိုက်ပါတယ်။မိဘတချို့ကကလေးတွေကိုလာခေါ်ကြပေမဲ့မိဘတွေလာမခေါ်နိုင်သေးတဲ့ကလေးအများအပြားကျောင်းမှာပိတ်မိနေပါတယ်။ကျောင်းအုပ်ကြီးကဘတ်စကားကြီးကိုအကူအညီလှမ်းတောင်းတဲ့အခါအခြား driver တွေကအန်ဒီရဲ့များလို့ညင်းကြပေမဲ့ကယ်ဗင်ကတော့တားဖြစ်သူရှွန်ကိုစိတ်ပူနေတဲ့ကြားကပဲကလေးတွေကိုကေထုတ်ဖို့ကားမောင်းထွက်လာခဲ့ပါတယ်။ကယ်ဗင်ကျောင်းကိုရောက်တဲ့အချိန်မှာကောင်းကင်ကနေမီးခိုးပြတွေကားပကံပြားလောက်ကြီးတွေတဖွဲဖွဲကျနေပါပြီ။ကယ်ဗင်ဟာကျောင်းထဲကိုပြေးဝင်ပြီးမြန်မြန်လှုပ်ကြအချိန်မရှိတော့ဘူးလို့អော်ပါတယ်။ဆရာမမေရီကကျောင်းတကားတွေလိုက်ပေးဖို့ကြံနေသေးပေမဲ့ကယ်ဗင်ကကျောင်းကိုပစ်ထားလိုက်တော့ကျွန်တော်တယောက်တည်းကလေးတွေကိုမထိနိုင်ဘူးလိုက်ခဲ့ပါဆိုပြီးအတင်းခေါ်ထုတ်လာခဲ့ပါတယ်။ကျောင်းကားကြီးထွက်လာတဲ့အခါမယ်ရီကမြို့ရဲ့တရားဝင်ကယ်ဆယ်ရေးလမ်းကြောင်းမြေပုံကိုပြပါတယ်။ဒါပေမဲ့အဲ့ဒီလမ်းမှာကားတွေယာနဲ့ချီပြီးမရွေ့နိုင်အောင်ပိတ်မိနေတာကိုကယ်ဗင်မြင်လိုက်ရပါတယ်။ဒီလမ်းတိုင်းသွားရင်မီးဝိုင်းပြီးအားလုံးတည်ကုန်နိုင်မယ်လို့ပြောပြီးကယ်ဗင်ဟာတရားဝင်လမ်းကြောင်းကိုစွန့်လေကလမ်းကြိုလမ်းကြားတွေကိုကားကိုဖွင့်ချလိုက်ပါတော့တယ်။မယ်ရီကဥပဒေအတိုင်းမသွားလို့စိုးရိမ်တကြီးအော်ဟစ်ပေမဲ့ကယ်ဗင်ကတော့မီးတောက်တွေကိုကြည့်ပြီးအမှန်ကန်ဆုံးလမ်းကိုပဲရွေးချယ်မောင်းနေပါတယ်။ကားလမ်းဘေးကတစ်ပင်တွေခြံစည်းရိုးတွေမီးစလောင်နေပြီဖြစ်ပြီးဥအော်ဆွဲမောင်းနေတဲ့မီးတပ်ကားတွေကိုရှောင်ကွင်းရင်းကြောင်ကားကြီးကိုအရှိန်နဲ့ဖြတ်တန်းမောင်းနေခဲ့ပါတယ်။ဒီအချိန်မှာဘတ်စကားတွေကိုမီးဘေးအန်ဒီရဲကရောက်ရှိလာလို့ဝန်ထမ်းတွေအားလုံးထွက်ပြေးဖို့ red alert အမိန့်ထွက်လာပါတယ်။ဂိမ်းမူရူဘီဟာကယ်ဗင်ကိုစိတ်ပူလို့ရေဒီယိုကနေကယ်ဗင်မင်းပြန်မလဲပြန်ဖြေပါဦးလို့အချင်းချင်းခေါ်ပေမဲ့ဆက်သွယ်ရေးစနစ်တွေအားလုံးပြတ်တောက်သွားတာကြောင့်အဖြေမရပဲသူမှလည်းထွက်ပြေးရပါတော့တယ်။ဘေးပတ်ပတ်လဲကအိမ်တွေစူးစူးဝါးဝါးနဲ့မီးလောင်နေတာကိုမြင်တော့ကားပေါ်ကကလေးငယ်တွေဟာကြောက်လန့်တကြားအော်ဟစ်ငိုယိုကုန်ကြပါတယ်။ဆရာမမယ်ရီကကလေးတွေကိုပြတင်းပေါက်အပြင်ဘက်ကိုမကြည့်ခိုင်းပဲကားအလယ်လမ်းမှာခေါင်းငုံထားဖို့စနစ်တကျချော့မော့ပြီးကာကွယ်ပေးရပါတယ်။လမ်းစုံတစ်ခုမှာကားတွေကကြောက်လန့်တကြားရှေ့တိုးနောက်ဆုတ်လို့ရင်ပိတ်ဆုတ်ကုန်ပါတယ်။မီးတပ်ကားတစ်စီးပါဖြတ်မရဖြစ်နေတာကိုမြင်တော့ကယ်ဗင်ဟာစိတ်မရှိတော့ပဲကားမောင်းတာကိုမယ်ရီကိုလွှဲပေးပြီးလမ်းပေါ်ကိုယ်တိုင်ဆင်းသွားပါတယ်။သူဟာအော်ဟစ်အမိန့်ပေးပြီးကားတွေကိုဘေးလမ်းပြောင်းခိုင်းကမီးတပ်ကားနဲ့သူ့ကြောင်းကားသွားနိုင်အောင်လမ်းပွင့်အောင်လုပ်ပေးခဲ့ပါတယ်။လမ်းပိတ်ဆို့မှုကနေလွတ်လာပြီးသူတို့သွားရမယ့်အရေးပေါ်ကယ်ဆယ်ရေးစုရနေရာကိုရောက်သွားတဲ့အခါကယ်ဗင်နဲ့မယ်ရီတို့ဟာရင်ကွဲမတက်စိတ်ပြတ်သွားရပါတယ်။အကြောင်းကတော့အဲ့ဒီစုရနေရာကြီးတစ်ခုလုံးကလည်းမီးလောင်ကျွမ်းပြီးလူသူကင်းမေကပြာပုံအတိဖြစ်နေလို့ပါပဲ။ရှေးဆက်ဖို့ပြင်ဆင်ချိန်မှာပဲလမ်းဘေးကလျှက်စစ်တပ်တိုင်တွေဟာလေပြင်းနဲ့မီးတံကြောင့်တချင်းချင်းနဲ့လမ်းပေါ်ကိုလဲပြိုကျလာပါတယ်။တက်ကြိုးတွေပြတ်ကျပြီးမီးပွားတွေကားရှေ့မှာတစ်ဖြက်ဖြက်လွင့်စင်နေပါတယ်။ကယ်ဗင်ဟာမျက်တောင်မခတ်တန်းအာယုံဆိုင်ပြီးကားကိုအမြန်လှည့်ကလမ်းဘေးခြံစည်းရိုးကိုတိုက်ခွဲပြီးအန်ဒရေကြားကနေကားကိုယုံထွက်မောင်းနေပါတယ်။လမ်းပိတ်ဆို့မှုတစ်ခုထဲမှာပိတ်မိနေတော့ဘေးကကုန်တင်ကားတစ်စီးကိုလူအချို့ကလူရက်နေကြတာကိုမြင်ရပါတယ်။ထို့လူရက်သူတွေဟာကြောင်းကားကြီးကိုမြင်တော့အတင်းပြေးလာပြီးကားထဲဝင်ဖို့တကားကိုရိုက်ကြပါတယ်။လူတယောက်ကတနက်နဲ့ချိန်ပြီးတကားကိုအတင်းဟာဖို့ကြိုးစားတဲ့အခါကယ်ဗင်ကသူ့အသက်ကိုဒါနမထားပဲတကားကိုခြေထောက်နဲ့အားကုန်ကန်ကြောက်ပြီးမောင်းပြေးခဲ့ရပါတယ်။မီးကိုတွေကကားအဲကွန်းတွေကနေတိုးဝင်လာလို့ကယ်ဗင်ဟာအဲကွန်းကိုပိတ်ပစ်လိုက်ရပါတယ်။ကားထဲမှာမီးပူချောင်နဲ့ရောက်နေတယ်လို့အပူတန်းကဆိုးရွားလာပြီးခလီမလေးတယောက်ဟာအပူတန်းကြောင့်တတိလစ်လူနီးပါးဖြစ်လာပါတယ်။တောက်ရည်လည်းမရှိတော့တာကြောင့်မယ်ရီဟာရေရှာဖို့အတွက်ကားပေါ်ကနေမီးခိုးတွေချတဲ့တယောက်ထဲဆင်းသွားပါတော့တယ်။
Mary ဟာလမ်းဘေးကအိမ်တွေကားရီထဲကိုလိုက်ရှာရင်တကားတစ်ခုကိုရိုက်ခွဲကရေဘူးအချို့ကိုရှာတွေ့ခဲ့ပါတယ်ဒီအချိန်မှာပဲလမ်းဘေးက gas ကန်ကြီးတစ်ခုကအပူရှိန်ကြောင့်တစ်ချိန်ချင်းနဲ့အကြီးအကျယ်ပေါက်ကွဲသွားပါတယ်ကားပေါ်ကကလေးတွေကဆရာမတေးပြီးအထင်နဲ့ငိုကြပေမဲ့ Mary ကတော့မိခိုးတွေကြားကနေရေဘူးတွေကိုပွေ့ပိုက်ပြီးကားပေါ်ကိုအရောက်ပြန်ပြေးတက်လာနိုင်ခဲ့ပါတယ်လမ်းမကြီးတွေအကုန်ပိတ်ဆို့သွားလို့ကယ်ဗင်ဟာနောက်ဆုံးရွေးချယ်စရာဖြစ်တဲ့ကျင်းမြောင်းပြီး180ဒီဂရီအကွေ့အကောက်အရမ်းများတဲ့တောင်ပလန်းတဲ့ကိုကားကြီးကိုတတိကြီးစွာမောင်းထည့်လိုက်ပါတယ်။ကားကကြီးလုံးလို့မဆန့်မပြဲဖြစ်နေပြီးမယ်ရီကဘေးပြတင်းပေါက်ကနေအောက်က6ထဲမကြောက်မျက်စိတောက်ထောက်ကြည့်ပေးရပါတယ်။တောင်ပတ်လန်းအတိုင်းမောင်းလာရင်လမ်းမှာတစ်ဖက်ကနေပြေးလာတဲ့ဒုက္ခတွေအချို့နဲ့ဆုံပါတယ်။သူတို့ကရှေ့ကတောင်ကုန်းမှာလည်းမီးတွေလောင်နေပြီးတွားလို့မရတော့ဘူးလို့ပြောပါတယ်။ကယ်ဗင်ကကားပေါ်ကဆင်းပြီးတောင်ကုန်းပေါ်ကနေလှမ်းကြည့်လိုက်တဲ့အခါမြို့ပတ်ပတ်လေ3ဖက်3တန်လုံးမှာမီးပင်လေကြီးဝိုင်းနေပြီဖြစ်ကြောင်းတွေ့လိုက်ရလို့အားကိုးရမဲ့သွားပါတော့တယ်။ ထရပ်ပြေးစရာလမ်းမရှိတော့တဲ့အတွက်ကယ်ဗင်နဲ့မေရီတို့ဟာခလီးတွေကိုကားအနောက်ပဲမီးကိုနေမဲ့နေရာမှာဆုထားလိုက်ပါတယ်။ကယ်ဗင်ဟာသူ့အင်ဂျီကိုဆုပ်ခဲပြီးမေရီကိုရေဆုပ်ခိုင်းကခလီးတွေကိုနှာခေါင်းစည်းလုပ်ပေးပါတယ်။သူတို့နှစ်ဦးဟာဒါဟာနောက်ဆုံးအချိန်ပဲလို့တွေးမိပြီးငါမြို့ပြင်ကိုတစ်ခါမှမရောက်ဘူးပဲသိရတော့မယ်။ငါသားကငါရက်ဆက်ခဲ့မိတယ်ဆိုပြီးနောင်တမျက်ရည်တွေနဲ့ဖဲ့ငိုကြပါတော့တယ်။မီးတောက်ကြီးတွေကကားရဲ့ဘေးပတ်ပတ်လဲတစ်ပင်နေစီကနေကားပေါ်ကိုကူးဆက်ဖို့နီးကပ်လာပါတယ်။ကယ်ဗင်နဲ့မယ်ရီတို့ဟာကားပေါ်ကဆင်းပြီးလက်ကျန်မီးတဆေးဘူးတွေသူတို့ရဲ့ဂျာကင်အင်ဂျီတွေနဲ့ကားနာကပ်လာတဲ့မီးတွေကိုအသက်လူရိုက်နှက်ငင်းတတ်ကြပါတယ်။မီးတဆေးဘူးကုန်သွားပြီးကယ်ဗင်ရဲ့လက်တွေလည်းမီးလုံတန်ရရကုန်ပါတယ်။တစ်ပင်ကြီးတွေလမ်းပေါ်လဲကျလာပြီးမီးကကားကိုဝါမျိုးတော့မယ့်အချိန်မှာကယ်ဗင်ကငါတို့မီးတဲကိုဖြတ်မောင်းမှဖြစ်မယ်လို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့ကားဆက်ကနှိုးမရပဲဖြစ်နေပါတယ်။ကယ်ဗင်ဟာကားအပြင်ထွက်ပြီးအင်ဂျင်ကိုအသက်လူပြင်ဆင်ပေးရပြီးမယ်ရီကကားဆက်နှိုးကလေးကိုအကြိမ်ကြိမ်နှိပ်ရင်နောက်ဆုံးမှာကားဆက်နှိုးသွားပါတော့တယ်။ကယ်ဗင်ဟာကားပေါ်ပြန်ပြေးတက်ပြီးမီးတောင်မီးလျံကြီးတွေကြားတဲ့ကိုကားကိုအရှိန်ကုန်နင်းမောင်းချလိုက်ပါတယ်။ကားမှန်ကြီးကွဲအပ်ပြီးမီးခိုးတွေပိမ့်ပိမ့်နေတဲ့ထိတ်လန့်စရာမီးနဲ့အနှင်းငယ်ကိုရဲရဲဝံ့ဝံ့ဖြတ်တန်းပြီးတဲ့နောက်မှာတော့ကြောင်းကားကြီးဟာမီးလောင်ပြင်တွေကနေကောင်းကင်ပြားကြီးရှိတဲ့မြို့ပြင်ကွင်းပြင်ကြီးလေးကိုဝူးကနေထွက်လာနိုင်ခဲ့ပါတော့တယ်။အားလုံးလွတ်မြောက်သွားပါပြီ။ကယ်ဆယ်ရေးစခန်းကိုရောက်တဲ့အခါမိဘတွေဟာကလေးတွေကိုပွေ့ဖက်ပြီးငိုကြွေးကြပါတယ်။ကယ်ဗင်ကသူ့မိခင်နဲ့သားရှောင်းကိုလိုက်ရှာရမှာမိခင်ဖြစ်သူကိုဒဏ်ရာမရပဲတွေးရှိခဲ့ပါတယ်။ဒါပေမဲ့သားဖြစ်သူရှောင်းကတော့ကယ်ဆယ်ရေးမစတင်ခင်ကတည်းကမိခင်ဖြစ်သူကယ်ဗင်နဲ့ဇနီးဟောင်းစီကိုတွားနှိမ့်လို့ဘီးကင်းနေပြီဖြစ်ကြောင်းသိရတဲ့အတွက်ကယ်ဗင်ဟာသားလီဘီးကင်းတာကိုပဲကျေနပ်ပြီးဇနီးဟောင်းစီမှာပျော်ရွှင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နောက်ပိုင်းမှာစုံစမ်းစစ်ဆေးရေးအဖွဲ့တွေကဒီတော်မီဟာလျှက်စစ်ကုမ္ပဏီရဲ့ပုံစံမှုကြောင့်ဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ပြီးနစ်နာကြီးဒေါ်လာ3.5 ဘီလီယံပေးလျော်စေခဲ့ပါတယ်။နှစ်အနေငယ်ကြတဲ့အခါသားဖြစ်သူရှောင်းဟာဖခင်ဖြစ်သူကယ်ဗင်ရဲ့အနှစ်နာခံမှုကိုနားလည်သွားပြီးဖခင်စီပြန်လာကဝမ်းသာအားရဖက်လေးတခင်ရှိခဲ့ကြပါတယ်။ကယ်ဗင်ဟာလည်းဘဝသစ်မှာကျောင်းဆရာတူဖြစ်ယနေ့တိုင်ကလေးတွေကိုပညာသင်ကြားပြီးပျော်ရွှင်စွာနေထိုင်သွားပါတော့တယ်။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။လူသားအားလုံးပျော်ရွှင်ခြင်းတွေကိုကိုယ်တိုင်ထုစစ်နိုင်ကြပါစေလို့ဆုတောင်းပြီးရင်ကျွန်တော်တို့ MZA Entertainment ကနေဒီမှာနှုတ်ဆက်လိုက်ပါတယ်။အားလုံးပဲမင်္ဂလာရှိတဲ့နေ့ရက်လေးဖြစ်ပါစေဗျာ။